ယောအခန်းကြီး7အပိုင်းငယ်15မှာကြည့်တဲ့အခါမှာယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ငါကိုယုံကြည်တော်သူဒီတေလွန်တော်လဲရှင်လိမ့်မည်တဲ့ယေရှုကနော်တေပြီးတော့ဗာလဲထမြောက်တယ်ပြီးတော့အသက်ရှင်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ယေရှုကိုယုံကြည်တဲ့အခါမှာတေရင်တော်မှာပြန်ပြီးမှရှင်လိမ့်မယ်တဲ့နော်ငရဲလည်းမတော်တော့ဘူးကျွန်တော်အဲ့ဒါနှုတ်ကပတ်တော်ဖတ်တဲ့ခါမှာကျွန်တော်အယံဝမ်းမြောက်တယ်လောကမှာမချမ်းသာရင်လည်းနေပါစေဘယ်ရမတတ်နဲ့နေပါစေကောင်းကင်ရောရင်ကျွန်တော်ချိန်နေပြီကောင်းကင်မှာဘလောက်ပြောစရာကောင်းမလဲနော်ဒါမဲ့ငရဲရောက်တယ်ဆိုရင်တော့ငရဲမှာဘယ်သူမှမခံနိုင်ဘူးနော်ပြီးတော့ထမြောက်ခြင်းကိုမြင်တဲ့သူတွေလည်းရှိတယ်အဲ့ဒါကျွန်တော်နည်းနည်းပြောမယ်နော်တိကောအခန်းကြီး15 4ကနေ6ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့တကြိုပြီးမှကျမ်းစာလာတဲ့အတိုင်း3ရက်မြော့တော်နေ၌ထမြောက်တော်မူ၏ကေဖတ်ဒီကိုရောကိုမြင်ပြီးမှ12ပါးတော်သူတို့ဒီမြင်ရကြ၏ထို့နောက်ညီကို900မကတပြန်နဲ့မြင်ရကြ၏တဲ့အဲ့ဒီမှာခရစ်တော်ကိုထမြောက်ပြီးပြီနော်ခရစ်တော်တည်တဲ့တကြိုတဲ့ထမြောက်ပြီးပြီနော်ကျမ်းစာလာတဲ့တိုင်3ရက်မြောက်မှာထမြောက်တယ်ပြီးတာနဲ့ပါလဲကေဖကလည်းခရစ်တော်ကိုမြင်တယ်12ပါးတပည့်တော်တွေကလည်းခရစ်တော်ကိုမြင်တယ်ဆိုတာတွေ့ရတယ်ပြီးတော့နောက်ယုံကြည်သူတွေ900မကတပြန်နဲ့ခရစ်တော်ကိုမြင်ကြတယ်ဆိုတာတွေ့ရတယ်ကျွန်တော်ပြောချင်တာခရစ်တော်ဟာတေချင်မှထမြောက်ပြီးပြီနော်တေချင်မှထမြောက်ပြီးပြီဒီမှာတွေ့ကြတယ်နော်သူတို့ကတော့တကယ်တွေ့ကြတာဖြစ်တယ်ကျွန်တော်တို့ကြတော့နော်ကျမ်းစာအဖြစ်ပဲယုံကြည်ခြင်းအဖြစ်ပဲကျွန်တော်တို့မြင်ရတာဖြစ်တယ်နော်ပြီးတော့ဘာဆက်ပြောတယ်လဲဆိုတော့သူတို့ဒီအများသောသူတို့ဒီယခုတိုင်အောင်အသက်ရှင်ကြတဲ့အချို့တို့ဒီအိပ်ပျော်ကြပြီတဲ့နော်ဆိုတော့ဒီမှာအဓိကပြောချင်တာကထမြောက်ခြင်းကိုမြင်တော်သူတွေရှိတယ်နော်တကယ်လည်းခရစ်တော်ထမြောက်တယ်ဆိုတာကိုကျွန်တော်တို့လည်းယုံကြည်ဖို့ရန်ဖြစ်တယ်ဟုတ်ပြီနော်ကျွန်တော်ဆက်သွားမယ်နော်ပြီးတော့ထမြောက်ခြင်းကိုမယုံကြည်တဲ့သူတွေရှိတယ်ကျွန်တော်အဲ့ဒါလည်းနည်းနည်းပြောမယ်နော်ဆိုတော့မာသဲအခန်းကြီး23မှာကြည့်တဲ့အခါမှာထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူရှိသောစတ်သူကဲ့သို့ထိုနေ့၌အထံတော်ချင်းက၍တဲ့အဲ့ဒီမှာစတ်သူကဲတွေကထမြောက်ခြင်းကိုမယုံဘူးနော်မယုံဘူးပြီးတော့တမန်တော်အခန်းကြီး23 8မှာလဲတွေ့ရလိမ့်မယ်နော်တမန်တော်အခန်းကြီး23ပေါ့နော်အဲ့ဒီမှာကျွန်တော်မှန်သလားနည်းနည်းကြည့်အောင်မနော်ဟုတ်ပြီအဲ့ဒီမှာလဲကျွန်တော်တို့တွေ့ရတယ်နော်ကိုယ်ပြတဲ့အကြောင်းအရာကစတ်သူကဲတို့ကထမြောက်ခြင်းမရှိကောင်းကင်တမန်မရှိဝိညာဉ်မရှိဟုယူကြ၏ဖာရှေတို့ကနှစ်ပါးစလုံးရှိသည်ဟုဝန်ခံကြ၏မာကုခန်းကြီး78တင်နော်မာကုခန်းကြီး78ခန်းကြီး78မှာရှိမယ်တင်နော်အဲ့ဒီမှာလဲထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူရှိသောစတ်သူကဲတို့သည်အထံတော်တို့ချင်းက၍အဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်ပြောချင်တာကစတ်သူကဲတွေကထမြောက်ခြင်းလည်းမရှိဘူးတဲ့ပြီးတော့ဝိညာဉ်လည်းမရှိဘူးတဲ့ပြီးတော့ကောင်းကင်တမန်လည်းမရှိဘူးလို့ပြောတယ်
ဆိုတော့အခုလဲနော်လူတွေရှိကောင်းရှိနိုင်တယ်နော်ကောင်းကင်တမန်လည်းမရှိဘူးပြောတဲ့လူလည်းရှိမဲ့ဝိညာဉ်လည်းမရှိဘူးပြီးတော့ထမြောက်ခြင်းလည်းမရှိဘူးလို့ယုံကြည်တဲ့လူတွေရှိမှာနော်ဒီမှာတော့မရှိတော့ဘူးကျွန်တော်ယုံကြည်တယ်ခရစ်တော်ဟာရှင်ပြောင်းထမြောက်ပြီးပြီနော်ကျွန်တော်တို့စိတ်နှလုံးထဲမှာယုံကြည်ဖို့ဖြစ်တယ်တချို့လူတွေမေးကြည့်မတီးတဲ့လူလည်းရှိမယ်တချို့ကမရှိဘူးလို့ပြောတဲ့လူလည်းရှိမယ်နော်ကျမ်းစာမှာပြောပြီးသားစက်တူကဲရီကမယုံနိုင်ဘူးနော်အန်အောဆာဖြစ်တယ်ထမြောက်ခြင်းမယုံဘူးဆိုရင်သူတို့ကောင်းကင်သွားပါမလားမသွားဘူးနော်သူတို့ကောင်းကင်ရောက်မှာမဟုတ်ဘူးဟုတ်ပြီဆိုတော့ထမြောက်ခြင်းမမြင်ပဲယုံကြည်တော်သူတွေကမင်္ဂလာရှိတယ်လို့ပြောအဲ့ဒါလည်းကျွန်တော်နည်းနည်းပြောမှာနော်ဆိုတော့ယောဟန်အခန်းကြီး20အပိုင်းငယ်20ကနေ26ကြည့်တဲ့အခါမှာထိုသူတို့ကလည်းကျွန်တော်တို့ဒီတခင်ကိုမြင်ရကြပြီဟုတောမအားပြောဆိုကြလျင်တောမကလက်တော်၌တိုင်ရိုက်ရာချက်ကိုမမြင်တိုင်ရိုက်ရာချက်ကိုလည်းလက်ညှိုးနဲ့မတုမဆန်းနဘေးတော်ကိုလည်းလက်နဲ့မဆန်းမတရလျင်ကျွန်တော်မယုံပါဟုဆို၏အဲ့ဒီမှာတောမကမယုံဘူးနော်သူလည်းမယုံဘူးအစမှလည်းဒီမှာတောမကဘာပြောတယ်လဲဆိုရင်တပည့်တော်တွေကနော်တပည့်တော်တွေကခရစ်တော်ကိုကျွန်တော်တို့ရှင်ပြန်ထမြောက်ခြင်းငါတို့မြင်ပြီလို့ပြောတယ်ဒါပေမဲ့တောမကတော့ဘာပြောတယ်လဲလက်တော်နဲ့ဒဏ်ရာတန်ချက်တယ်နော်ပြီးတော့သူတို့ရိုက်တဲ့ຢာတွေအလက်နဲ့မဆန်းတတ်ဘူးဆိုရင်မယုံဘူးလို့သူပြောတယ်ဘာဖြစ်လို့လဲဆိုတော့တပည့်တော်တွေနဲ့အတူမနေလို့ဖြစ်တယ်နော်အပေါ်ပိုင်းမှာကြည့်မယ်ဆိုရင်တော့လေအဲ့ဒါကြောင့်သူမယုံနိုင်တာနော်ဒီနေ့မှလည်းယုံကြည်သူတွေနဲ့မနေဘူးဆိုရင်ထမြောက်ခြင်းယုံမှာမဟုတ်ဘူးနော်ပြီးတော့အသက်ရှင်နဲ့အသင်းတော်မှာမနေရင်တော့ထမြောက်ခြင်းယုံမှာမဟုတ်ဘူးတိမှာမဟုတ်ဘူးအခုလူတွေအများဆုံးမေးကြည့်လိုက်သူတို့တိမှာမဟုတ်ဘူးနော်ထမြောက်ခြင်းလဲဘယ်လိုထမြောက်တယ်လဲတိမှာမဟုတ်ဘူးနော်စိတ်ပြီးစဝါပဲဖြစ်မယ်တော့မနေလို့ပဲယုံကြည်တပည့်တော်တွေနဲ့အတူမနေလို့လေသူမတီးတာအဲ့ဒါနဲ့အောက်မှာကြည့်တဲ့အခါမှာကျွန်တော်ပြန်ဖမ်းပဲထို့နောက်ရှေ့ရမြောက်တော်နေ့၌တပည့်တော်တို့သည်တဖန်အထဲမှရှိကြ၍တောမလည်းပါ၏တကားများကိုလည်းပိတ်ထားစဉ်အခါယေရှုသည်ကြွလာ၍အလယ်မှာရပ်တော်မူလျင်အလယ်မှာရပ်တော်မူလျက်တင်တို့၌ငြိမ်သက်ခြင်းရှိပါစေသောဟုမိန့်တော်မူ၏အဲ့ဒီမှာရှေ့ရမြောက်နေ့မှာတပည့်တော်တွေနဲ့အခန်းထဲမှာနော်ရှိကြတယ်တောမတ်လည်းပါတယ်အဲ့ဒီမှာအခန်းတကားတွေလည်းအကုန်လုံးပိတ်ကြတယ်အဲ့ဒီခါမှာခရစ်တော်လည်းပါလဲသူတို့အလယ်မှာရောက်လာတယ်ဆိုတာတွေ့ရတယ်အဲ့ဒီခါမှာခရစ်တော်ကနင်တို့ငြိမ်သက်ခြင်းရှိစေပါငြိမ်သက်ခြင်းရှိပါလို့သူတို့ပြောတယ်အဲ့ဒီမှာလည်းတွေ့ရတယ်နော်ခရစ်တော်တည်ပြီးမှထမြောက်ပြီးမှသူတို့ရှင်မှာလည်းတွားသေးတယ်နော်အဲ့ဒါကိုတွေ့ရတယ်အဲ့ဒါနဲ့အောက်မှာကြည့်တဲ့အခါမှာယောဟန်ခန်းကြီး20အပိုင်းငယ်28ကနေ29အထိကျွန်တော်ဖတ်ပြီးမှပြောချင်တယ်ထိုအခါတောမအားတင်းလက်ညှိုးကိုဆန့်၍ငါလက်ကိုကြည့်လောတင်းလက်ကိုဆန့်၍ငါနဘေးကိုစံတတ်လောယုံမချင်းမရှိနဲ့ယုံလောဟုမိန့်တော်မူ၏တောမကလည်းကျွန်ုပ်၏အရှင်ကျွန်ုပ်၏ဖျားသခင်ပါတကားဟုပြန်၍လျှောက်၏ယေရှုကလည်းတင်းဒီငါကိုမြင်တော်ကြောင့်ယုံချင်းရှိ၏ငါကိုမမြင်ဘဲယုံတော်သူတို့သည်မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏အဲ့ဒီမှာကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့ခရစ်တော်ကတောမကိုဘယ်လိုပြောတယ်လဲဆိုရင်လက်တော်ကိုဆန့်ပြီးမှနော်ဘာပြောတယ်လဲဆိုတော့ကြည်လို့တဲ့နော်တင်းလက်ကိုဆန့်၍ငါနဘေးကိုစန်တလောသူစန်တခိုင်းတယ်လေနော်သူဒန်ယာဒီရရ
တွေကိုစမ်းတက်ခိုင်းတယ်လေပြီးတော့ဗာလဲယုံမှချင်းမရှိနဲ့လို့ပြောတယ်မယုံဘဲနဲ့မနေနဲ့ပြီးတော့ယုံပါလို့ပြောတယ်ကျွန်တော်တို့လည်းယုံကြည်ရမယ်နော်တေချင်းမှထားမြောက်ပြီးဆိုတာယုံကြည်ရမယ်ပြီးတော့ဗာပြောတယ်လေတောမတ်ကဗာပြောတယ်အိုးကျွန်တော်ရဲ့အရှင်ကျွန်တော်ရဲ့ဖျားသခင်ဘာတကားအဲ့ဒီမှာပဲသူယုံကြည်သွားတယ်လေနော်ပြီးတော့ယေရှုကဗာပြောလေ你啊，我明了，用亲息的路标嘞，我个没明白呢，用起的都是明格拉西的路标嘞，是的，啊，可真罗没明难不嘞喏，ဒီလိုတကယ်ပြောမယ်ဆိုဒါမဲ့ကျန်းစာအဖြစ်ကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်မြင်ရတယ်အဲ့ဒါကပို့ပြီးမှမင်္ဂလာရှိတော်သူတွေဖြစ်တယ်နော်ဒါကြောင့်တချို့တွေကပြောမယ်လေနော်အခုတကယ်လက်တွေ့မြင်မှယုံမယ်ပြောတဲ့လူရှိမယ်အဲ့လက်တွေ့မမြင်မယုံနိုင်ဘူးလို့ပြောတဲ့လူလည်းရှိမယ်နော်ဒါမဲ့ကျွန်တော်တို့ကြတော့ကျမ်းစာအဖြစ်ကျွန်တော်တို့ယုံကြည်ရတယ်အဲ့ဒါတကယ်မင်္ဂလာရှိတာဖြစ်တယ်နော်ဟုတ်ပြီဆိုတော့ခရစ်တော်ထမြောက်တဲ့အခါမှာကုံအတရေအစွန်းနဲ့ပြည်တယ်နော်ဟုတ်ပြီနော်အဲ့ဒါကြည့်ရအောင်နော်ကျွန်တော်ဖတ်တဲ့အခါမှာအရန်ခွန်အားရတယ်အဲ့ဒါကိုဒီနေ့ကျွန်တော်ဒီမှာ sharing လုပ်တာပေါ့နော်တိကောခန်းကြီးစင်ကအပိုင်းငယ်50ဟိကနဲ့ဘယ်လောက်လဲဆိုတော့50ကြည့်အဲ့ဒါမှာကျွန်တော်အနေငယ်ဖတ်မှာနော်ထိုနည်းသူတေတော်သူတို့ဤထမြောက်ခြင်းအကြောင်းအရာဖြစ်ဤကိုဒီစိုက်သောအခါပုတ်သက်သောသဘောရှိ၏ထမြောက်သောအခါမပုတ်နိုင်သောအဖြစ်၌တည်၏စိုက်သောအခါဂုံအတရေပြတ်၏ထမြောက်သောအခါဂုံအတရေနှင့်ပြီးဆုံး၏စိုက်သောအခါအစွန်းမရှိထမြောက်သောအခါအစွန်းနှင့်ပြီးဆုံး၏စိုက်သောအခါစာတိကိုဖြစ်၏ထမြောက်သောအခါဝိညာဉ်ကိုဖြစ်၏စာတိကိုတမျိုးဝိညာဉ်ကိုတမျိုးရှိ၏တဲ့နော်ဒီမှာကြည့်တဲ့အခါမှာဆိုတော့ဒီမှာကြည့်တဲ့အခါမှာဘာပြောတယ်လဲဆိုတော့တည်တော်သူဟာထမြောက်ခြင်းအကြောင်းအရာဖြစ်တယ်တဲ့ပြီးတော့ဘာပြောလဲကိုယ်ဆိုင်သောအခါပုတ်ပြတ်တယ်ဆိုတာကခရစ်တော်တည်တဲ့အခါမှာတည်ပြီးမှတကြိုတဲ့အခါမှာပုတ်ပြတ်တဲ့သဘောဖြစ်တယ်နော်ပုတ်ပြတ်တယ်လေပြီးတော့ထမြောက်တဲ့အခါမပုတ်နိုင်တဲ့ကိုယ်ခန္ဓာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ပြီးတော့ထမြောက်တဲ့အခါမှာဂုံအတရေနဲ့ပြည့်စုံတယ်တဲ့ပြီးတော့စိုက်တဲ့အခါမှာအစွန်းမရှိဘူးတဲ့တကူမရှိဘူးတဲ့ပြီးတော့ထမြောက်တဲ့အခါမှာအစွန်းနဲ့ပြည့်စုံတယ်လို့ပြောတယ်ဒီအဖြစ်ကျွန်တော်ပြောပြမယ်သူတည်တဲ့အခါမှာနော်တည်ပြီးတကြိုတဲ့အခါမှာပုတ်ပြတ်တဲ့သဘောရှိတယ်ပြီးတော့အတရေလည်းပြတ်တယ်ပြီးတော့အစွန်းမရှိတယ်လို့ဖြစ်တယ်နော်ဒါပေမဲ့သူထမြောက်လာတဲ့အခါမှာဂုံအတရေရှိတယ်အစွန်းရှိတယ်ဆိုတာကိုတွေ့ရတယ်ပြီးတော့တည်တဲ့အခါမှာလည်းစာတိကိုပဲထမြောက်တဲ့အခါမှာလည်းဝိညာဉ်ပဲဖြစ်တယ်ဝိညာဉ်နဲ့ကိုယ်ခန္ဓာဖြစ်တယ်နော်ပြီးတော့စာတိကိုတစ်မျိုးဖြစ်တယ်ဝိညာဉ်ကိုတစ်မျိုးဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ခရစ်တော်ဟာရှင်ပြန်ထမြောက်တဲ့အခါမှာနော်ရှင်ပြန်ထမြောက်တဲ့အခါမှာကိုယ်အတည်ရနဲ့အစွဲနဲ့ပြည့်တဲ့ဖျားဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့ဆက်ကြည့်အောင်နော်ပြီးတော့ဒီမှာပြောချင်တဲ့အရာကသူများကိုထမြောက်ခြင်းအကြောင်းကိုလည်းပြောပြဖို့လိုအပ်တယ်နော်အင်မတန်မှအရေးကြီးတယ်ဒီမှာဆိုတော့ဒီမှာမဿဲခန်းကြီး28မှာလဲနော်ဘာပြောတယ်လဲဆိုရင်ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့ဟုတ်ပြီခဏနော်ဟုတ်ပြီဆိုတော့အဲ့ဒီမှာကျွန်တော်ဘယ်မှာဖတ်မလဲဆိုတော့
ဒီကခန်းချစငါအပိုင်ငယ်စနစ်ကနဲ့ဆဲလေးပေါ့နော်အဲ့ဒီမှာကျွန်တော်ဖတ်ချင်တယ်ယခုမှခရစ်တော်သည်တေချစ်မှထမြောက်တော်မူကြောင်းကိုဟောပြောရသည်တွင်တည်သောသူတို့သည်ထမြောက်ခြင်းမရှိဟုတည်တို့တွင်အချို့သောသူတို့သည်အဘယ်ကြောင့်ဆိုကြသနည်းတဲ့အဲ့ဒီမှာပေါလုကနော်တေချစ်မှထမြောက်တဲ့အကြောင်းကိုဟောပြောတယ်လေနော်ဟောပြောတဲ့အခါမှာတည်တဲ့သူကိုထမြောက်ခြင်းမရှိဘူးလို့လူအချို့တွေကပြောတယ်လို့ပြောတယ်ကျွန်တော်ဒီမှာပြောချင်တဲ့အရာကထမြောက်ခြင်းအရေးကြီးတယ်နော်အဲ့ဒီထမြောက်ခြင်းအကြောင်းကိုကျွန်တော်ပြောဖို့ဖိတယ်တချို့လူတွေကမရှိဘူးလို့ပြောတဲ့လူတွေရှိမယ်နော်မနာမထောင်ချင်တဲ့သူတွေလည်းရှိမယ်ညီတဲ့သူတွေရှိမယ်ဒါမဲ့ကျွန်တော်ပြောဖို့ရန်ဖြစ်တယ်နော်ပြီးတော့ခရစ်တော်ပေါလုကဘာဆက်ပြောတယ်လဲဆိုတော့တည်သောသူတို့ဒီထမြောက်ခြင်းမရှိသေးနဲ့ခရစ်တော်ဒီထမြောက်တော်မမူလို့ပြောတယ်တည်တဲ့သူကထမြောက်ခြင်းမရှိဘူးဆိုရင်ခရစ်တော်လည်းမထမြောက်ဘူးလို့ပြောတယ်ပြီးတော့ခရစ်တော်ဟာမထမြောက်ဘူးဆိုရင်တဲ့ကျွန်တော်တို့ဟောပြောတာအကျိုးလည်းမရှိဘူးတဲ့ဒီတို့ယုံကြည်တာလည်းအကျိုးမရှိဘူးလို့ခရစ်တော်ပေါလုကပြန်ပြောတာပေါ့နော်ဒါကြောင့်လူတွေကတော့မကြိုက်ဘူးနော်မယုံဘူးနော်ဒါမှကျွန်တော်တို့ပြောရမယ်နော်ပြီးဘယ်မှာပြန်ပြောမလဲဆိုရင်တမန်တော်အခန်းကြီး7ခွင်30မှာလဲကျွန်တော်အနည်းငယ်ဖတ်ချင်တယ်နော်ဒီမှာတော့မထိုးထားဖို့ထင်တယ်တမန်တော်အခန်းကြီး7ခွင်30ကျွန်တော်အနည်းငယ်ဖတ်မယ်နော်တည်သောသူတို့ဤထမြောက်ခြင်းအကြောင်းကိုကြားရခြင်းအချို့တို့သည်ကဲ့ရဲ့ကြ၏အချို့တို့ကဤအမှုမှာတင်းဤစကားကိုငါတို့သည်နောက်တစ်ဖက်နားထောင်အောင်မီဟုဆိုကြ၏အဲ့ဒီထိကျွန်တော်အနည်းငယ်ပြောဒီမှာတော့မထိုးထားပါတော့အဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာပေါလုကထမြောက်ခြင်းအကြောင်းကိုပြောတယ်နော်ဟောပြောတယ်အဲ့ဒီခါမှာကြားတဲ့သူတွေကလည်းကြားတဲ့သူတို့လူတွေကကြားတဲ့အခါမှာအချို့လူတွေကကဲ့ရဲ့ကြတယ်နော်ကဲ့ရဲ့ကြတယ်ပြီးတော့အချို့လူတွေကတော့ဗာလဲဒီအရာမှာဒီစကားမှာနော်ဒီစကားဟာငါတို့နောက်မှာနားထောင်အောင်မယ်လို့ပြောတဲ့သူတွေရှိတယ်ကြားချင်တဲ့သူတွေရှိတယ်တချို့ကတော့ကဲ့ရဲ့ကြတယ်အဲ့လိုမျိုးရှိတယ်နော်ပြီးတော့နောက်ကြောင့်ဒီမှာပြောချင်တဲ့အရာကဘာလဲဆိုရင်ကျွန်တော်တို့လည်းတေချစ်မှထမြောက်တဲ့အကြောင်းကိုပြောဖို့ရန်ဖြစ်တယ်နော်ဒီအခုလည်းပြောကြတယ်ဆက်လက်ပြီးမှကျွန်တော်ပြောဖို့ရန်ဖြစ်တယ်ဒီတေချစ်မှထမြောက်ခြင်းလူတွေကြားလည်းမကြားဘူးနားလည်းမလဲဘူးတဘောလည်းမပေါက်ဘူးဆိုရင်သူတို့ကောင်းကင်မတွားနိုင်ဘူးနော်ဒါကိုတဘောပေါ်မှာကောင်းကင်တွားနိုင်တာဖြစ်တယ်အခုလူတွေကတဘောမပေါက်ဘူးနော်ကဲတင်ချင်းလဲတဘောမပေါက်ကဲတင်ချင်းလည်းအတူတူပါပဲနော်တည်တဲ့တချို့ထမြောက်တယ်ကဲတင်ချင်းတော့မှလူတွေနားမလဲဘူးတဘောမပေါက်ဘူးနော်အများကြီးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တတ်နိုင်တယ်လို့ကျွန်တော်တို့ပြောဖို့ရန်ဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တယ်